ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး30ငါအမှန်ကန်ဆိုသည်ကားသိုးကြံတဲသို့တကားဝဖြင့်မဝင်အခြားလမ်းဖြင့်ကြော်ဝင်သောသူသည်တခိုးတပြဖြစ်၏သိုးဒိမ်းမူကားတကားဝဖြင့်ဝင်တတ်၏ထိုသူအားတကားဆောင်လည်းဖွင့်တတ်၏သူ၏စကားသံကိုသိုးတို့သည်နားထောင်တတ်ကြ၏သူသည်မိမိသိုးတို့ကိုနာမည်ဖြင့်ခေါ်၍ပြင်သို့ထုတ်ဆောင်တတ်၏သိုးများကိုထုတ်သောအခါသိုးတို့ရှေ့မှသွား၍သိုးများသည်သူ၏စကားသံကိုကျွမ်းသောကြောင့်လိုက်တတ်ကြ၏မဆိုင်သောသူတို့၏စကားသံကိုမကျွမ်းသောကြောင့်မဆိုင်သောသူနောက်သို့မလိုက်ဘဲပြေးတတ်ကြသည်ဟုမိန့်တော်မူ၏ထိုဥပမာပုံကိုယေရှုဟောတော်မူသည်တွင်ပရိသတ်တို့သည်မိန့်တော်မူသောစကားတော်၏အ내အဓိပ္ပာယ်ကိုနားမလည်ကြထို့ကြောင့်တဖန်ယေရှုကငါအမှန်ကန်ဆိုသည်ကားငါသည်သိုးဝင်သောတကားဝဖြစ်၏ငါရှေ့၌ပေါ်လာသောသူရှိသမျှတို့သည်တခိုးတပြဖြစ်ကြ၏ထိုသူတို့၏စကားသံကိုသိုးတို့သည်နားမထောင်ကြငါသည်တကားဝဖြစ်၏ငါဖြင့်ဝင်သောသူသည်ဘေးနှင့်ကင်းလွတ်လျက်ထွက်ဝင်၍ကျက်စားရာသို့တွေ့ရလိမ့်မည်တခိုးသည်ခိုးခြင်းတတ်ခြင်းဖျက်ဆီးခြင်းငှာသာလာတတ်၏ငါမူကားသိုးတို့သည်အသက်လွတ်ယုံမျှမကအထူးသဖြင့်အသက်နှင့်ပြည့်စုံစေခြင်းငှာလာသည်ငါသည်ကောင်းသောသိုးထိန်းလည်းဖြစ်၏ကောင်းသောသိုးထိန်းသည်သိုးတို့အဖို့အလိုငှာမိမိအသက်ကိုစွန့်တတ်၏သိုးများကိုပိုင်သောသိုးထိန်းမဟုတ်သူငှားဖြစ်သောသူမူကားတောခွေးလာသည်ကိုမြင်လျင်သိုးတို့ကိုပစ်ထား၍ထွက်ပြေးတတ်၏တောခွေးသည်လည်းသိုးတို့ကိုလူရက်၍ကွဲလွင့်စေ၏သူငှားသည်သူငှားဖြစ်၍သိုးတို့၏အကျိုးကိုမမှတ်သောကြောင့်ထွက်ပြေးတတ်၏ငါသည်ကောင်းသောသိုးထိန်းဖြစ်၏ခမည်းတော်သည်ငါကိုတည်တော်မူ၍ငါသည်လည်းခမည်းတော်ကိုတည်သကဲ့သို့ငါ၏သိုးတို့ကိုငါတည်၏ငါသိုးတို့သည်လည်းငါကိုတည်ကြ၏ငါသည်ကိုယ်အသက်ကိုသိုးတို့ဖို့လို့ငါစွန့်၏ဤသိုးကြံသို့မဝင်သောအခြားသိုးတို့ကိုလည်းငါပိုင်သေး၏ထိုသိုးတို့ကိုငါဆောင်ခဲ့ရမည်သူတို့သည်လည်းငါစကားသံကိုနားထောင်သဖြင့်သိုးကြံတစ်ခုသိုးထိန်းတစ်ပါးသည်ရှိရလိမ့်မည်ငါသည်ကိုယ်အသက်ကိုစွန့်၍နောက်တစ်ဖန်ယူအောင်မည်ဖြစ်သောကြောင့်ငါခမည်းတော်သည်ငါကိုချစ်တော်မူ၏ငါအသက်ကိုအဘယ်သူမျှမလုမယူကိုယ်အလိုလျောက်ငါစွန့်၏ကိုယ်အသက်ကိုစွန့်ရသောအခွင့်နှင့်နောက်တစ်ဖန်ကိုယ်အသက်ကိုယူပြန်ရသောအခွင့်သည်ငါ၌ရှိ၏ထိုအခွင့်ကိုခမည်းတော်သည်ပေးတော်မူ၏ဟုမိန့်တော်မူ၏ထိုစကားတော်ကြောင့်ယုဒလူတို့သည်တဖန်ကွဲပြားခြင်းရှိကြ၏လူများတို့ကသူသည်နတ်ဆိုးဆွဲ၍အယူဖြစ်၏သူ့စကားကိုအဘဲကြောင့်နားထောင်သနည်းဟုဆိုကြ၏ချို့တို့ကသူ့စကားသည်နတ်ဆိုးဆွဲသောသူ၏စကားမဟုတ်နတ်ဆိုးသည်မျက်စိကန်းသောသူတို့ကိုမြင်စေခြင်းကတတ်နိုင်သလောဟုဆိုကြ၏ဆောင်းကာလဖြစ်၍အင်္ဂနိပွဲကိုယေရုရှလင်မြို့၌ခံကြသောအခါယေရှုသည်ဗိမာန်တော်နားမှရှောလမုန်ကနားပြင်၌ဇိမ်းကြံသွားတော်မူစဉ်တွင်ယုဒလူတို့သည်ကိုယ်တော်ကိုဝန်းရံ၍တင်းသည်အဘယ်မြတ်ကာလပတ်လုံးငါတို့ကိုယုံမားစေမည်နည်းခရစ်တော်မှလျင်အတိလင်းပြောပါဟုဆိုကြ၏ယေရှုကလည်းငါပြောပြီးသင်တို့သည်မယုံကြငါခမည်းတော်၏အခွင့်နှင့်ငါပြုသောအမှုတို့သည်ငါ၏သက်သေဖြစ်ကြ၏သို့တော်လည်းသင်တို့သည်မယုံကြအဘယ်ကြောင့်မယုံကြသနည်းဟုမူကားသင်တို့သည်ငါသိုးတို့အဝင်မဟုတ်အထက်ကငါပြောသည့်အတိုင်းငါသိုးတို့သည်ငါစကားသံကိုနားထောင်၍ငါနောက်သို့လိုက်ကြ၏ထိုသိုးတို့ကိုငါသိ၏ထာဝရအသက်ကိုလည်းငါပေး၏ထိုသိုးတို့သည်ပျက်စီးခြင်းနှင့်အစင်မပြတ်ကင်းလွတ်ကြလိမ့်မည်အဘယ်သူမျှထိုသိုးတို့ကိုငါလက်မှမနှုတ်မယူရထိုသိုးတို့ကိုငါ၌အပ်ပေးတော်မူသောငါခမည်းတော်သည်ခတ်သိမ်းသောသူတို့ထက်ကြီးမြတ်တော်မူသည်ဖြစ်၍အဘယ်သူမျှထိုသိုးတို့ကိုငါခမည်းတော်၏လက်မှမနှုတ်မယူနိုင်ရငါသည်ငါခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟုမိန့်တော်မူ၏ထိုအခါယုဒလူတို့သည်ကိုယ်တော်ကိုခဲနှင့်ပြစ်ခြင်းက
တဖန်ကြောက်ခဲတို့ကိုကောက်ယူကြ၏ယေရှုကလည်း ငါသည်ငါခမည်းတော်၏အခွင့်နှင့်ကောင်းသောအမှုအများတို့ကိုသင်တို့အားပြပြီထိုအမှုတို့တွင်အဘယ်မည်သောအမှုကြောင့်ငါကိုခဲနှင့်ပြစ်ကြမည်နည်း ဟုမေးတော်မူလျင်ယူဒလူတို့က ကောင်းသောအမှုကြောင့်ခဲနဲ့ပြည့်မည်မဟုတ်တင်းသည်လူဖြစ်လျက်ပင်ဖျားသခင်ဖြစ်အောင်ဆောင်၍ဖျားသခင်ကိုလွန်ကျူးသောစကားကြောင့်ခဲနဲ့ပြည့်မည် ဟုဆိုကြ၏ယေရှုကလည်း သင်တို့သည်ဖျားဖြစ်ကြ၏ငါဆိုသည်ဟုသင်တို့၏ပညတ်တိကျမ်းစာ၌လာသည်မဟုတ်လောဖျားသခင်၏ဗျာဒိတ်တော်ကိုခံရသောသူတို့ကိုဖျားဟု၍ခေါ်ရလျင်၎င်းကျမ်းစကားကိုမပယ်ရလျင်၎င်းခမည်းတော်သည်တန့်ရှင်းစေ၍ဤလောကသို့ဆေလွတ်တော်မူသောသူကငါသည်ဖျားသခင်၏သားတော်ဖြစ်သည်ဟုဆိုသောကြောင့်သင်သည်ဖျားသခင်ကိုလွန်ကျူး၍ပြောသည်ဟုထိုသူအားဆိုရသလောငါသည်ငါခမည်းတော်၏အမှုတို့ကိုမပြုလျင်ငါကိုမယုံကြနှင့်ပြုလျင်ငါကိုမယုံတော်လဲထိုအမှုတို့ကိုယုံကြလော့ထိုသို့ယုံလျင်ခမည်းတော်သည်ငါ၌ရှိတော်မူသည်ကို၎င်းငါသည်ခမည်းတော်၌ရှိသည်ကို၎င်းယုံ၍သိမှတ်ကြလိမ့်မည် ဟုမိန်တော်မူ၏ထိုအခါကိုယ်တော်ကိုဖမ်းဆီးခြင်းဟာတဖန်ရှာကြပြန်လျင်သူတို့၏လက်မှထွက်ကြွတော်မူ၏ယောဟန်သည်ဗတ္တိဇံကိုရှေးဥစွာပေးရအရပ်ယော်ဒန်မြစ်တစ်ဖက်သို့တဖန်ကြွ၍ထိုအရပ်၌နေတော်မူ၏လူများတို့သည်အထံတော်သို့ရောက်လာလျင် ယောဟန်သည်နမိတ်လက္ခဏာကိုမပြသို့တော်လည်းဤသူ၏အကြောင်းကိုယောဟန်ပြောသမျှမှန်ပေ၏ဟုဆိုကြသဖြင့်ထိုအရပ်၌လူများတို့သည်ကိုယ်တော်ကိုယုံကြည်ကြ၏